နောက်ဆရာတို့ဆက်ပြောမှာတော့နော် who is in charge ဆိုတဲ့ခေါင်းစဉ်လေးပေါ့နော်အဲ့တော့ who is in charge ဆိုတော့ဘယ်သူအုပ်ချုပ်မှာလဲပေါ့နော်ဘယ်သူကအုပ်ချုပ်မှာလဲဘယ်သူက in charge လုပ်မှာလဲအဲ့တော့ who is in charge ဘယ်သူအုပ်ချုပ်မှာလဲဆိုတာဒီနော် one of the biggest political questions in large society ဆရာတို့ရဲ့ဒီကြီးမားတဲ့လူအဖွဲ့အစည်းတွေမှာဆိုလို့ရှိရင်အကြီးမားဆုံးနိုင်ငံရေးမိခွန်းပေါ့နော်နိုင်ငံရေးပု္ပ္ပစာတွေတဲကတခုပဲပေါ့နော် in large society ပေါ့နော်ဒီလိုလေးပြန်လို့ရမှာဆိုတော့အရင်ဆုံးတော့ဆရာဘာသာလေးတွေပြန်ပြမှာနော်အဲ့တော့အဲ့ဒီဘာသာလေးတွေပြန်ပြီးတချို့ဟာလေးတွေကိုကြတော့နားမလဲတာလေးတွေပဲပြောတချို့ကြောက်လဲဆရာအဲ့လိုကြီးရောဟုတ်ရလားဆိုတာမျိုးကိုယ်စိတ်ထဲမှာလည်းနည်းနည်းအထွန်းတက်စရာနည်းနည်းမေးစရာလေးတွေမေးခွန်းရှိတယ်ဆိုရင်ကိစ္စမရှိဘူးဆရာတို့ဒီအတန်းထဲမှာ online or in person class ကြိုက်တဲ့အတန်းမှာဖြစ်ဖြစ်เนาะအဲ့ဒါကို discuss လုပ်တာပေါ့เนาะ okay အဲ့တော့ဒီ YouTube တို့ဘာလို့အဲ့လိုတင်တဲ့အခါမှာဆိုလို့ရှိရင်ကျန်တဲ့လူတွေဒီ comment လေးတွေပေးလို့ရတယ်เนาะအဲ့တော့မှန်တာလည်းမရှိဘူးမှားတာလည်းမရှိဘူးဒါဆွေးနွေးကြတာပဲဆိုတော့เนาะအဲ့တော့ဒီမှာဒီ who is in charge ဆိုတဲ့เนาะဒီမေခွန်းပေါ့เนาะဒါကြီးကပု္ပ္ပစာအကြီးကြီးပေါ့ biggest political question တကယ်နိုင်ငံရေးပု္ပ္ပစာအကြီးကြီးဖြစ်တယ်เนาะ in large society ဒါတို့လူဖွဲ့စည်းကြီးတွေမှာဆိုလို့ရှိရင်ဒါကကြီးမားဆုံးနိုင်ငံရေးပု္ပ္ပစာကြီးတွေတဲကတစ်ခုပဲပေါ့နော်ဒီ answer is important အဲ့တော့ဒီမေခွန်းကလည်းဒီပု္ပ္ပစာလည်းကြီးသလိုအဖြေကလည်းအရေးကြီးတယ် why เนาะဒီကဘာကြောင့်လဲဆိုရင် because whoever is in charge အဲ့တော့ဘယ်သူပဲအုပ်ချုပ်ဘာလို့လဲဆိုလို့ရှိရင်ဘယ်သူတွေကဘာလုပ်ကွာဆိုပြီးတော့လူတိုင်းကိုပြောလို့ရတယ်အဲ့တော့ဘယ်သူကပဲအုပ်ချုပ်တဲ့လူကလူတိုင်းကိုမင်းဘာလို့ညာလို့ဆိုပြီးတော့ပြောလို့ရနေတယ်နော် you don't always have to do what someone else tell you to နော်အဲ့တော့ဒါမှမဟုတ်ကွာဘေးနားမှာရှိတယ်ကိုယ့်ရက်ကွက်ထဲမှာလမ်းလျှောက်နေတယ်တယောက်ကလာပြီးတော့ဟဲ့အောင်မင်းအမိုက်ကောက်ဆန်းဟဲ့အောင်မင်းဆက်လိတ်တောက်နေတော့ရက်လိုက်ဆန်းစသဖြင့်တယောက်ကကိုယ်ဒါမလုံးနဲ့ဟိုမလုံးနဲ့အဲ့လိုမျိုးလာပြောတာမျိုးဒါမျိုးသာဘယ်သူမှကိုယ့်ကိုလာပြီးတော့မလုပ်ချင်လဲလာလုပ်ပေါ့မလုပ်သူလာပြောလဲကိုကမလုပ်ချင်ရင်မလုပ်ပဲလာနေလို့ရတယ်နော်မလုပ်ပဲနေလို့ရတယ်but it's hard to say no to people who have power or authority အဲ့တော့ power ဆိုတော့ဘာကောမလဲအာဏာကိုပြောချင်တာပဲအဲ့တော့အာဏာရှိတဲ့သူသို့မဟုတ် authority အာဏာပိုင်တဲ့လူတွေเนาะ people who have power or authority အာဏာရှိတဲ့လူတွေအာဏာပိုင်တဲ့လူတွေကတစုံတစ်ခုပြောလာလို့ရှိရင်တော့မင်းအနေနဲ့ကျွန်တော်တို့အနေနဲ့ no လို့ပြောဖို့အတွက်ကိုရာအတွက်ကိုဘာဖြစ်နိုင်လဲဆိုလို့ရှိရင်ခက်ခဲနိုင်တယ်ပေါ့နော် no လို့ပြောဖို့အတွက်ကို hard to say เนาะခက်ခဲနိုင်တယ်အဲ့တော့ a person with power เนาะအာဏာရှိတဲ့လူတယောက်ကမင်းကိုလာပြီးတော့เนาะcan force you to do things by making you scared เนาะတကယ်လို့တခုကိုမင်းကိုချိန်ကြောက်ပြီးတော့เนาะမင်းကိုချိန်ကြောက်ပြီးတော့တခုခုလုပ်ခိုင်းဖို့လုပ်ဖို့အတွက်ကိုအတင်းတမเนาะခိုင်းစီတာမျိုးလည်းလုပ်နိုင်တယ် give me your money give me your money အတန်းရုပ်ကကြည့်လိုက်ရင်နော်စောင်းကြီးအောင်ကြီးနဲ့မင်းငါ့ကိုပတ်စံပေးလို့ပြောရင်မင်းကပြန်ပြီးမယ် why should I ငါဘာလို့မင်းပြန်ပေးရမလဲပြန်ပြီးဘာလို့မလဲ I will beat you up if you don't မင်းမပေးရင်ငါရိုက်ပြင်မှာပေါ့နော်တယောက်ကပြောတော့နည်းနည်းလန့်သွားချင်းရောက်တာတွေပါလာပြီဆိုI guess I have to then ငါပေးမှာပဲဖြစ်တော်မင်းနဲ့တူတယ်မပေးရင်ငါ့ကိုထုတော့မှာရိုက်တော့မှာဒီလိုမျိုးဒါဘာကောမလဲဆိုလို့ရှိရင် force လုပ်တာချင်းကြောက်တာပေါ့နော်လုပ်ဖို့အတွက်ကိုဘာခေါ်မလဲအတင်းအဓမ္မခိုင်းစီတာတွေဖြစ်လာပြီเนาะ by making you scared ဆိုတော့မင်းကိုချင်းကြောက်ပြီးတော့မှတို့တွေကိုချင်းကြောက်ပြီးတော့မှတခုခုခိုင်းစီတာမျိုးဒါမျိုးလည်းရှိလုံနိုင်တယ်အာဏာရှိတဲ့လူတယောက်ကနောက်တစ်ခုကကျတော့ a person with authority doesn't have to force you ဘာမှအတင်းအဓမ္မခိုင်းစီစရာကိုမလိုတာလည်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ because you are part of a bigger group အုပ်စုကြီးတစ်ခုရဲ့မင်းကအစိပ်ပိုင်းလေးတစ်ခုပဲ that has already agreed ဘာလို့ဆိုတော့မင်းကသဘောတူညီထားတယ် or he or she is allowed to tell you what to do မင်းနဲ့ဒီဟိုပါဗောနော်ဒီအုပ်စုအနေနဲ့မင်းကိုဘာညာခိုင်းစီလာတယ်ဆိုလို့ရင်လုပ်ပေးဖို့မင်းနဲ့အာနာပိုင်နေနဲ့ကိုယ်တိုင်ကကြိုတင်သဘောတူညီချက်ယူထားပြီးသားဖြစ်နေပြီเนาะအဲ့တော့အဲ့ဒီသဘောတူညီချက်ယူထားတဲ့ဘာခေါ်မလဲဆိုရင်အုပ်စုကြီးတစ်ခုရဲ့မင်းကိုတို့ကိုယ်တိုင်ကအစိပ်ပိုင်းလေးတိလေးတစ်ခုဖြစ်နေတာအဲ့တော့ဒီလိုမျိုးလာတောင်းပြီး giving your money เนาะလာပေးပြီးခုနလိုပြန်ဖြေပြန်ပြီးဘာလို့ပေးရမလဲပြန်ပြောတယ် okay because the whole class agreed I would collect money for the same for the school charity ဘာလို့လဲဆိုတော့ကျောင်းက school charity တော့ကျောင်းအလှူပွဲအတွက်ပတ်စံတွေကောက်ဖို့အတွက်ကိုငါကအတန်းလုံးကငါကောက်အောင်မယ်ဆိုပြီးသဘောတူညီထားတယ်လေ
oh sorry I forgot okay ငါမေ့သွားလို့ okay pay up done ဒါဆိုပေးလေးတယ်ဆိုတော့ fair enough တော့ပေးလိုက်ပြီပေါ့နော်ကောင်းပါပြီရောဒီမှာပေါ့နော်ဒီလိုမျိုးလေးပြန်ဖြည့်တယ်အဲ့တော့ပြောချင်တာကဆရာတို့နောက်ပိုင်းကြာလို့ရှိရင် election တို့ vote တို့အကြောင်းတွေပါလာမယ်နော်အဲ့တော့နောက်တစ်ခုကကျတော့နိုင်ငံရေး system တွေအကြောင်းတွေပါလာမယ် government system တွေအကြောင်းပါလာမယ်အဲ့ကြလို့ရှိရင်အခုလိုမျိုးပေါ့နော်ဒီလိုမျိုးတွေလောက်လာခဲ့တယ်ရှိတော့တို့တွေအနေနဲ့ဘယ်လိုကာကွယ်လို့ရတယ်ဘာတွေလုပ်လို့ရတယ်ဒီလိုမျိုးတွေဆရာတို့ကြိုပြီးတော့မှသိတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဆရာတို့power တို့ authority တို့ဆိုတဲ့အကြောင်းလေးတွေဆရာတို့ဒီ power ဆိုတဲ့ဟာကဟို power ဆိုတာဟိုတက်ခဲမဟုတ်ဘူးเนาะ power ဆိုတာကအာဏာရှိတဲ့သူတွေ a person who have power ဆိုတာအာဏာရှိတဲ့သူ a person who has authority ဆိုလို့ရှိရင်ဒါကဆိုလို့ရှိရင်အာဏာပိုင်တဲ့လူစသဖြင့် authority တို့ power တို့ဆိုတာအာဏာနဲ့ပတ်သက်လို့ပြောလာတာရှိတယ်เนาะနောက်ပြီးလို့ရှိရင်အဲ့လို by force နဲ့ပြောတာတွေရှိတယ်အဲ့ဒါမျိုးတွေဆရာတို့ကเนาะနားလည်ထားဖို့လိုတယ်เนาะ a person with authority a person with power เนาะအဲ့ဒါလေးတွေကိုဒီဟိုမှာမှတ်ထားပေးပေါ့เนาะအားလုံးပဲကျေးဇူးပါ see you in the next lecture ပါเนาะ